တခါတော့ sorry ဆိုတဲ့ကောင်မလေးတယောက်ရှိရဲ့ဗျအမနဲ့အတူတူနေပေမဲ့မောင်ကြီးရဲ့ကြောင်းလာကအဖေရဲ့စီကူသားစီဒီရဲ့မလောက်တဲ့အကြောင်းပြောကစပွဲပေါ်ကအင်းကူလို့ခေါ်စာတစ်ခုကိုပြလိုက်ပါတယ်အပနိုဂျိုမီတာစုကနေအေးကိုလိုတဲ့အကြောင်းကိုသိရတော့နေ့တိုင်းအေးအကူလိုနေကြောင်းကိုအမဖြစ်သူကိုပြန်ပြောလိုက်ပါတယ်ဒါနဲ့ sorry လဲအလုပ်တလျှောက်ဖို့သွားတဲ့အချိန်တက်စီနေတဲ့လူတွေများတာတကြောင်မိုးရွာလာတာကြောင့်ပြန်လဲဖို့လာလိုက်ပါတယ်ဒါပေမဲ့တခင်မအင်္ဂါကားနဲ့တိုက်ခဲ့မိတာကြောင့်အိမ်ထဲကိုဆေးလိမ့်ဖို့ခေါ်သွားခဲ့ပါတယ်နောက်ပြီးဘာကြောင့်အလုံးမလျှောက်ပဲပြန်လဲလို့မေးလိုက်တဲ့အခါမှာတော့ sorry ကသူကဘွဲမရလို့ပြန်ခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်အိမ်တော်တင်းကတော့မီလိုချောင်းနဲ့တခင်မကြီးကတွေ့ချင်လို့ခေါ်ကြောင်းကိုပြောပြလိုက်ပါတယ်တခင်မကြီးကကလေးပေါ်တော့ချန်နေမှာဝေးရမလားလို့မေးလိုက်တော့ sorry ကဟုတ်ကြောင်းနဲ့ဘာကြောင့်အလုံးလာလျှောက်ချောင်းကိုပါကျင်ရခြင်းနဲ့နင်းနဲ့ငတ်မှာတရားနဲ့တရားလူချင်တာပြနိုင်ကြောင်းပြောပြီး sorry ရဲ့စပယ်အဖျားနဲ့သူ့ရဲ့တွေ့ကိုရောကသစ္စာဖောက်ရင်သူ့လိုအနာရီပေါက်နိုင်ပြီးသစ္စာမဖောက်တဲ့အနေကင်းမဲ့ဆိုတာကိုပြောလိုက်ပါတယ်ခဏကြာတော့ sorry ကိုအဝိတ္တမျိုးနဲ့လင်းလိုက်တာကြောင့်မေးသွားခဲ့ပြီး sorry ရဲ့အိမ်ကိုလိုက်ဖို့ကဒီအကြောင်းကိုတော့ဘယ်သူမှပြန်မပြောဖို့နှောက်လိုက်ပါတယ် sorry ရဲ့အဖေကတော့ဒီအလုပ်ကိုသဘောမကျကြောင်းနဲ့မလုပ်ဖို့ပြောခဲ့ပေမဲ့ sorry ကတော့အဖေကိုအဆုံးရှုံးမခံနိုင်လို့ဆက်လုံးမယ်ဖြစ်ကြောင်းကိုပြောခဲ့ပါတယ်နောက်တစ်နေ့မှာတော့ sorry ကိုသူ့လိုအိမ်ကူညောင်းတဲ့အတူတူရောက်လာပြီးတခင်မကြီးအိမ်မဟုတ်တဲ့အခြားနေရာတစ်ခုကိုခေါ်သွားလိုက်ပါတယ်အင်တဲ့အိမ်ကိုရောက်တော့ sorry တို့တော့ရောက်လို့ကိုဆင်းဝိုင်းခဲ့ပါတယ်အင်တဲ့ရောက်တော့ကတည်းကမှတ်သားထားတဲ့အရာတစ်ခုကိုတွေ့လိုက်ပါတယ်တာမင်းဆိုတဲ့ဆရာထွက်လာပြီးတော့ဒီအိမ်မှာလျှက်စစ်မိမရကြောင်းဒီအိမ်ကနေရက်တထောင်ပြည့်မှထွက်လို့ရမယ်ဖြစ်ကြောင်းနဲ့ရက်တထောင်ပြည့်ဖို့9ရက်တာလူကြောင်းကိုပြောပြလိုက်ပါတယ်အဲဒီနောက်အခန်းတစ်ခုတည်းသို့ခေါ်သွားကလေးဝစ်ဖို့ပါတိတ်ရဲ့တခင်မအတန်တွင်ထားတဲ့ကက်ဆက်တစ်ခုရဲ့နဲ့လူတေကိုရေချိုးပေးရမယ်လို့မှာခဲ့ပါတယ်ပြီးတော့ပြောရတဲ့အစစ်တိုင်းစီစဉ်တကြလုပ်ဖို့နဲ့မကောင်းဆုံးဝေပူးနေတဲ့တခင်မကြီးရဲ့မိမလေးဒေလာဖြစ်ကြောင်းဒုက္ခနာကိုမှာတော့စင်ကာတူရီဆိုတဲ့မကောင်းဆိုးဝါးရှိကြောင်းကိုပြောခဲ့ပြီးရေချိုးပေးဖို့လုပ်နေတော့အန်ကိုကောင်းဆောင်ရဲ့လက်ကိုကတ်ခဲ့တာကြောင့်ဆယ်ရီရဲ့အန်ကိုတယောက်ရဲ့ကအခန်းထဲကထွက်ကအိမ်ပြန်ဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့လန်တော်ဝက်ရောက်တဲ့အခါမှာပဲနှစ်ယောက်သားမူးနေတော့ခဲ့ကြပါတယ်တတိယလာတော့ဒီကထွက်ဖို့ဆိုရင်ရက်ပြည့်တဲ့အထိလူပေးရမယ်ဆိုတာရဲ့သူတို့ရောမကောင်းစွာရောထွက်မရအောင်မော်တီနဲ့ပိတ်ထားကြောင်းပြောလိုက်ပါတယ်မတက်တိုင်တဲ့အဆုံး sorry တို့လည်းဒီအလုပ်ကိုပြီးအောင်လုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်998ရက်မြောက်နေ့မှာတော့အန်ကရေချိုးဖို့တောင်းယူလိုက်ပါတယ်998ရက်မြောက်မှာတော့ sorry အလှည့်ကြတာပေါ့ sorry လည်းရေချိုးပေးဖို့အခန်းထဲကိုဝင်လိုက်တော့ပန်းတွေကပြန့်ကျဲနေပြီးကက်ဆက်ကလည်းအလေကနေဆက်ပွင့်ပြီးအလုံးကောင်ကသူ့ကိုသွတ်ပေးဖို့ပြောနေပါတယ်နောက်တော့ sorry ကိုတိုက်ခိုက်ဖို့လဲတော့မယ်ဆက်ဆက်မှာအကူကောင်းဆောင်ဝင်လာတာကြောင့် sorry တတ်တာသွားပါတယ်နောက်ပတ်အေးရဝင်တော့အိမ်မထိန်မှာတယောက်ယောက်ကခေါ်တန်ချပြီးလူတယောက်ကသူ့ကိုတိုက်ခိုက်ခဲ့တာကြောင့်လွန်လွတ်တော့ခဲ့ပါတယ်ရက်တထောင်ပြည့်မှာပဲရေချိုးပြီးနေတော့တိုက်ခိုက်ခံခဲ့ရပါတယ်အဲဒီနေ့မှာပဲအလောင်းကောင်ထည့်ထားတဲ့အခန်းတော်ကပြက်နေပြီးအခန်းတော်ကလည်းပြက်နေတာကြောင့်လိုက်ရှာဖို့လူကြပါတယ်ဆယ်ရီရဲ့နောက်မှာတော့အလုံးကောင်ကရောက်လာပြီးတိုက်ခိုက်လိုက်တဲ့အချိန်တာမင်းဆိုတဲ့ဆရာရောက်လာပြီးဆယ်ရီကိုကယ်ခဲ့ပေမဲ့အန်ကရောက်လာပြီးတော့တာမင်းကိုဓာတ်နဲ့ထိုးလိုက်ပါတယ်အဲဒီနောက်အလုံးကောင်ကိုလွတ်ပေးဖို့လုပ်နေတာကြောင့်ဆယ်ရီကဝန်တားဖို့လုပ်လိုက်ပါတယ်အဲလဲဆယ်ရီကိုဓာတ်နဲ့ချစ်လိုက်ပြီးထိုးဖို့လုပ်နေတော့မှဆယ်ရီတွန်းလိုက်တာကြောင့်အဲရဲ့ကောင်ကိုဒုတ်ဆိုင်ခတ်တည်သွားပါတယ်မကောင်းဆိုးဝါးကိုလည်းအန်ဘဲလွတ်ပေးလိုက်တာပါအဲဒီနောက်သခင်မရောက်လာပြီးသူ့မိလေးကိုကယ်ဖို့ဆယ်ရီတယောက်သာလွတ်ပေးနိုင်မှာဖြစ်ကြောင်းနဲ့အိမ်ဝက်မဲ့နေတာကလည်းဝိညာဉ်လောကနဲ့ဆက်သက်နေကြောင်းပြောတော့ဆယ်ရီလည်းကယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တာမင်းကတော့အလောင်းလောကနဲ့လူလောကကနေနေညပြောင်းပြန်ဖြစ်နေကြောင်းနဲ့မြေမုံရင်ကပြန်လာဖို့ပြောလိုက်ပါတယ်ဆယ်ရီလည်းဒေတာကိုကယ်ထုတ်နိုင်ခဲ့ပါတယ်သခင်မကြီးလည်းသူ့ရီကိုကယ်ပေးတာကြောင့်ဂရိအတိုင်းပတ်စံပေးခဲ့ပေမဲ့ဆယ်ရီကမယူပဲပြန်ထွက်လာခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်